အသက်ရှင်ရထမြောက်ခြင်းနဲ့အပြစ်ရှင်ရထမြောက်ခြင်းကနိတထုံကွာတယ်နိတထုံကျော်ကွာတယ်အဲ့တော့အသက်ရှင်ရထမြောက်ခြင်းကနော်ချီဆုံးခြင်းမှာပါတယ်ချီဆုံးခြင်းလာတဲ့ချိန်မှာယေရှုခရစ်တော်အတင်းတော်ချီဆုံးဖို့လာတဲ့ချိန်မှာအဲ့ဒါကအသက်ရှင်ရထမြောက်ခြင်းတိတက်လေးဆက်ချပါပြီမနော်သခင်ဖျားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မြင်အတန်ပေးခြင်းဖျားသခင်တဘိုးတော်ကိုမှုတ်ခြင်းနှင့်တကွကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌တည်လွန်တော်သူတို့သည်အဦးထမြောက်ကြလိမ့်မည် ရဲ့အဲ့ဒါကခရစ်တော်၌တည်လွန်တော်သူအိုးထမြောက်ကြမယ်အဲ့ဒါကတော့အသက်ရှင်ရထမြောက်ခြင်းရဲ့အဲ့လိုဆိုရင်ကဲတင်ချင်းရတဲ့လူလည်းထမြောက်တယ်မပီတိဘူးငရဲကြတဲ့လူတွေထမြောက်